ကဲမင်္ဂလာပါမျိုးကျွန်တော်တို့4ရက်12လ2025เนาะကျွန်တော်တို့4ရက်12လ2025ကြာသပတေးနေ့ပေါ့เนาะကြာသပတေးနေ့ပေါ့ကြာသပတေးနေ့အတွက်ကျွန်တော်အထူး special နေပုံခဏလေးတွေကျွန်တော်ချပြပေးပါမယ်ဗျကဲကျွန်တော်တို့ဒီနေ့ထိတ်စီးဆွဲမယ်အပိုင်ွက်လေးတီးမယ်เนาะလုံးဝကျွန်တော်ပြီးလေးချကြเนาะတော့4ရက်12လ2025ကြာသပတေးနေ့အတွက်အထူး special เนาะမနက်12နာရီညနေ4နာရီခွဲအတွက်နေကုန်အထူး special ခဏလေးကျွန်တော်ခုချပြပေးကြမယ်เนาะဒီလိုကိုကျွန်တော်ခုချပြမယ်ခဏလေးတွေထိတ်စီးကိုမကြိုက်ရလို့ရှိရင်လည်းကိုဘာသာကိုဒီမှာကိုစိတ်ကြိုက်ကိုထိုးကြလို့ရတယ်เนาะကျွန်တော်ပြီးတဲ့ခဏလေးဘယ်လိုမှ 100% မှန်မယ်မနက်ဖြန်တနေ့ကိုဖတ်ရပါမယ်လို့ကျွန်တော်ကျင်းတီအာမဘန်းနေတော့မခံမိနိုင်ဘူးเนาะကဲအဲ့ဒါဆိုရင်ကျွန်တော်တို့4ရက်12လ2025ကြာသပတေးနေ့မနက်12နာရီညနေ4နာရီပဲကျွန်တော်ထိတ်စီးလေးတွေကျွန်တော်ရေးပြပေးပါမယ်အားလုံးပဲတစ်ချက်တော့လိုက်ကြည့်ပေးကြပါကျွန်တော်ရဲ့အခု page လေးကိုလည်းအသေးလေးနှိပ်ပြီးွားเนาะကျွန်တော်အခု video လေးကိုလည်းအသေးလေးနှိပ်ပြီးွားအခြားလူတွေမြင်ွားအောင်လို့လည်းတစ်ချက်တော့ share ပေးွားကြပါเนาะကိုလိုမျိုးအရှုံးပေါ်နေလူတွေလည်းနောက်ဆုံးပြကျွန်တော်ကနေလေးမြင်ပြီးအရှုံးသက်သာသွားမယ်အကျွေးလေးကြည်ွားမယ်ဆိုရင်ကျွန်တော်လည်းနည်းနည်းဝမ်းသာတာပေါ့เนาะအားကြောင့်ကျွန်တော်အသေးလေးပြီးွား like share လေးလုပ်ပါပြကြပါဦးเนาะကဲဒီနေ့နေကုန်ထိတ်စီး VIP ခဏလုံးဝ VIP ခဏပေါ့နော်ဟိုကိုနဲ့အကြိုက်တူလို့ရှိရင်တော့အိုက်ထိုးပေါ့နော်ဒီနေ့လေကိုလုံးဝ VIP ထိတ်စီးခဏကတော့ကျွန်တော်တို့6ထိတ်ရယ်နော်ကျွန်တော်တို့1ထိတ်ရယ်နော်အိုက်ခဏနှစ်ခုကတော့ကျွန်တော်ဒီဘက်ကပုံစံပြောရင်ဒါလေးကျွန်တော်တွက်ထားရတယ်ပေါ့ကျွန်တော်မမဝင်လာတဲ့လူတွေရှိတယ်ပြတိလာလို့မနက်ပိုင်းတစ်ပိုင်းတွေ9000လို့ပါလို့ပေးရတယ်အဲ့လိုခဏအဲ့လို VIP group တွေကနေပြီးကျွန်တော်ရတဲ့ခဏလေးတွေကိုကျွန်တော်ပြန်လဲမျှဝေပေးတာပေါ့နော်ဟိုကိုနေမှတွေအရှုံးသက်သာစီကျွန်တော်ပါကျွန်တော်တော့ဝယ်ထားတယ်ဗျာကျွန်တော်ရှိကဟိုပတ်စံပေးစရာမှမလိုဘူးကျွန်တော်ပတ်စံတပြားမှမတောင်းကျွန်တော်မှလို့ VIP group တွေ channel လည်းမရှိဘူးကျွန်တော်ရတဲ့ခဏလေးတွေကိုကျွန်တော်ပြန်ပြီးတင်ပေးတာပေါ့နော်ကျွန်တော်ရတဲ့ခဏလေးကျွန်တော်ပြန်တင်ပေးတာကျွန်တော်ပတ်စံတပြားမှမယူဘူးနော်ကဲပြီးတော့ရှင်ဒါကတော့ကျွန်တော်ဒါ VIP ခဏပေါ့နော်ဒါမနေ့ညအတွက်ကျွန်တော်ထိတ်စီးကိုထိတ်တစ်ထိတ်နော်ကိုတိတ်ကိုနေကိုတော့ကိုလေးဘောကိုချက်ကိုရှစ်နော်တစ်ထိတ်ဆိုလဲကျွန်တော်တို့1 2 3 4 5 6 1 8 1 9နော်အကုန်ပါတယ်နော် VIP ကလည်းကိုထိုးမကနနဲ့အကြိုက်တွေနော် VIP ကန်ဆယ်ကြီးပေါ့နော်နောက်ထပ်ကျွန်တော်တို့ဘယ်လိုပြောမလဲထိတ်စီးမထိုးခြင်းဘူးအပိုင်ကွက်လေးတွေပဲထိုးခြင်းတယ်ဆိုရင်တော့ကျွန်တော်ရလာတဲ့ကန်လေးထက်ရှိသေးတယ်နော်အဲ့ဒါလေးကကျွန်တော်2ကွက်4ကွက်6ကွက်9ကွက်ရှိစုစုပါအဲ့9ကွက်လေးကိုလည်းကျွန်တော်ရေးပေးမယ်နော်အားလုံးပဲအသေးလေး share လေးနှိပ်ပြီးသွားခြင်းကျွန်တော်ဟို2 3 group တွေမှာ share ပေးနော်မနေ့ကမနေ့ကျရင်အကုန်လုံးမြင်အောင်လို့ကျွန်တော်အခု video လေးတင်ပြီးသွားပြီဆိုတော့ကျွန်တော်တချို့ group တွေထဲမှာ share ပြီးပေါ့နော်ကျွန်တော်ဒါလေးကိုလည်း TikTok channel မှာတင်ပါပါโอเคအဲ့ဒါဆိုရင်ကျွန်တော်အပိုင်ကဏ္ဍလေးထိုးခြင်းနဲ့ထိတ်စီးလည်းမထိုးခြင်းဘူးအဲ့လိုညီကိုတွေမောင်နှမရဲ့အတွက်ကတော့ကဲပထမဆုံးကဏ္ဍလေးကကျွန်တော်8ခွန်ပေါ့နော်8ခွန်ပါမယ်ပြီးနောက်တစ်ခုကကျွန်တော်တို့5ပါမယ်နော်8ခွန်ပါမယ်5ပါမယ်ကဲနောက်တစ်ခုကကျွန်တော်တို့10နှစ်ဒါကတော့ဘယ်လိုပြောမလဲ VIP ရွေးွက်လေးတွေပေါ့နော်ရွေးွက်လေးတွေအကြိုက်တွင်တော့လိုက်ထို့နော် 100% မှန်မယ်ဘယ်လိုမျိုးတရားခံတော့တိတိကျကျမှန်မယ်အဲ့လိုမျိုးဆိုတော့ကျွန်တော်အဲ့လိုမျိုးတိတိကျကျလို့ကျွန်တော်မပြောဘူးပေါ့နော်ဘယ်လိုပြောမလဲဘဝပြောင်းထိုးပါတင်မှာဟိုကိုစိုးပစိတ်ထိုးပါလို့ကျွန်တော်မပြောဘူးဟုတ်ပြီလားတော့ကိုယ့်ဘာကိုအတိတတိဉာဏ်လေးနဲ့ချိန်ပြီးတော့ကစားကြတယ်နော်3ခွက်ပြုတ်ပါဆိုတော့ကဲနောက်တစ်ခွက်ကကျွန်တော်4ချောက်ခမ4ချောက်လည်းကျွန်တော်တို့တော်တော်ဟော့နေတယ်ပါတော့ပေါ့နော်ပြီးတော့ရှင်ကျွန်တော်တို့6ထိပ်ပါဝိုင်းဆိုတော့4 9တော့မပါတော့ဘူးနော်ဒါကျွန်တော်အားမှာနော်အိစီနော်ထိုးရင်အာနော်1ထိပ်6ထိပ်ကအာနော်အညာအာနော်အဲ့ဒါကျွန်တော်ပြီးမဲ့ခဏနဲ့မှာ4 9ပါတယ်4 9ဆိုတော့ဒါ6ထိပ်စီမှာပါပြီအဲ့ဒါကျွန်တော်ရေးတော့နော်နောက်တစ်ခါက40နော်တစ်ခွက်နှစ်ခွက်သုံးခွက်4ခွက်5ခွက်5ခွက်ရပါကဲနောက်ဆုံးတစ်ခွက် VIP ကွက်ပေါ့နော်နောက်ဆုံး VIP တစ်ခွက်ကကျွန်တော်4 3နော်ကျွန်တော်ခုပြီးခဲ့တဲ့ခဏလေးတွေထိပ်စီးဆိုရင်6ထိပ်1ထိပ်ရှိတယ်လုံးဝ VIP ထိပ်စီးနော်နောက်တစ်အတွက်ဒီရက်စန2012ကျသာပနေနေ့နဲ့ညအတွက်နော်ပြီးရင်နောက်ခဏတစ်ခုကကျွန်တော်တို့8ခွန်8 5 8နှစ်4 6 40 43အဲ့5ခွက်နော်ဒါသာတို့ကိုတွေအမတွေကျွန်တော်ပြရတာလေကြိုက်တယ်ကိုထိုးမဲ့ခဏနဲ့လေတူနေရဆိုရင်တော့ချတာချနော် VIP ကြီးတွေပါကြီးတွေဘာညာပြီးစရာမလိုဘူး
အားလုံးပဲစေတနာကောင်းလို့ကံကောင်းကြပါစေကျွန်တော်ဒီကနန်းလေးတွေကိုဂရုလေးတွေ share ပေးပါကြပါအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ပိုင်းကျရင်လည်းကျွန်တော်အပိုင်ကိုလေးအရင်ထပ်တင်ပေးပါမယ်အားလုံးပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ